မနေ့ကငါပုံမှကနေအင်းစိန်ထောင်ကပြန်လွတ်လာတဲ့ပုံတွေထဲမှာဒီသားမီးနှစ်ယောက်ပုံကတော့လူစိတ်ဝင်စားဆုံးပုံတစ်ပုံဖြစ်လူမှုကွန်ရက်ပုံမှာရှိနေတယ်ပေါ့နော်ဒီဓာတ်ပုံရဲ့အဖြစ်မှန်ကဒီပုံထဲမှာပါတဲ့သားဖြစ်သူကဒီအင်းစိန်ထောင်မကြီးအမျိုးသားဆောင်၄ဆောင်ကပြန်လွတ်လာတဲ့လူဖြစ်ပါတယ်အမေဖြစ်သူကဒေါ်တန်းတန်းဝင်းကတော့အမျိုးသမီးထောင်ကျဆောင်အမှတ်3အခန်း1ကနေပြန်လွတ်လာတာလို့ဒေါ်သန်းသန်းဝင်းနဲ့ဒီတခန်းနဲ့ထောင်ကြခဲ့တဲ့နိုင်ချင်းသူတူကဒါပြောပြထားပါတယ်ဒေါ်သန်းသန်းဝင်းကဒီပဆောင်ကင်ဆာဝေဒနာခံစားနေရတဲ့သူဖြစ်ပါတယ်အစာကောင်းကောင်းလည်းမစားနိုင်လို့အစာပိုက်တက်ထားသူဖြစ်ပါတယ်ဒေါ်သန်းသန်းဝင်းတို့သားမိကိုမြောက်ကလာပါကသူတို့ဖွင့်လာတဲ့လက်ဖေးဆိုင်နဲ့ဝင်ဖမ်းပြီးငါကပုံမှန်နဲ့ထောင်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီနေ့ထောင်ကလွတ်လာတော့သားဖြစ်သူကအပြင်ကိုအရင်ရောက်လာတာအမေဖြစ်တဲ့သူထွက်မလာလို့စောင့်နေအမေထွက်လာတဲ့ခါကျတော့သားမီးနှစ်ယောက်ဒါထောင်ပြီးမှဝမ်းသာအားရပေါ့နော်မျက်ရည်ဒီနေတယောက်တယောက်ကွေ့ဖက်ပြီးတော့နေတဲ့ပုံပေါ့နော်ဒီပုံကဒါလူတိုင်းစိတ်ဝင်စားတဲ့ပုံတစ်ပုံဖြစ်သွားတာပေါ့နော်ဒါအပြင်မှာပြန်ဆုံတွေးခွင့်ရတဲ့သားမီးနှစ်ယောက်ကဒါဓာတ်ပုံလေးပေါ့နော်ခုလိုမျိုးပဲဒီထောင်တွေထဲမှာပေါ့နော်ယောဂဖြစ်နေတဲ့အမေတွေအဖေတွေသမီးလေးတွေဗလန်ရောက်မြန်ရှိနေလေပေါ့နော်အခုလိုမျိုးအပြင်မှာပြန်ဆုံတွေ့ခွင့်ရတဲ့မိသားစုတွေကဘယ်နှယောက်မြန်ရှိတယ်ပေါ့နော်ထောင်တွေထဲမှာစေကူတာခွင့်မရလို့တေဆုံးသွားတဲ့သူတွေရောဘယ်နှယောက်လောက်ရှိလဲဆိုတာတွေးပြီးတော့ပေါ့နော်ဒါစိတ်မကောင်းဖြစ်မိပါတယ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့လည်းဒါအာဏာရှိတုံးခွင့်ခါမှာမိမိတို့လုပ်တဲ့လုပ်ရက်တွေဟာစာနာမှုအသိဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့လှုပ်ဆောင်ပေးဖို့လဲဒါအကြံပြုလိုပါတယ်အာဏာရတဲ့ချိန်တွင်းမှာပေါ့နော်တိုင်းသူပြည်သားတွေကိုဘယ်လိုနည်းနဲ့စီကံချမှတ်မလဲလှုပ်ဆောင်မလဲဆိုတာစာနာပြီးတော့ပြည်သူကိုဗဟိုပြုပြီးတော့လှုပ်ဆောင်ကြဖို့လဲဒါတိုက်တွန်းလိုက်ရပါတယ်